တိုင်တန်နစ်ကိုသွားကြည့်ရင်တိုင်တန်နစ်နားမှာအဆုံးသတ်သွားခဲ့သူများ2023ခုနှစ်ဇွန်လ18ရက်နေ့မနက်9:00နာရီခွဲမှာတိုင်တန်လို့ခေါ်တဲ့ရေငုပ်သင်္ဘောနဲ့လူ9ဦးကပင်လယ်ထဲကိုငုပ်ခဲ့ကြပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတိုင်တန်နစ်သင်္ဘောပြက်ကိုသွားကြည့်မလို့ပါ။အခုခရီးစဉ်ကအလွန်အန္တရာယ်များတဲ့စွန့်စားခရီးသွားလုပ်ငန်းဖြစ်ပြီးတော့ဈေးအရန်ကြီးပါတယ်။ဒီရင်ငုတ်သင်္ဘောထဲမှာထိုင်နေတဲ့လူတဦးချင်းစီတိုင်းကဒီခရီးစဉ်အတွက်နိုင်ပိုင်းလောက်တွေကိုရူပီတန်း20ကျော်လောက်ထိအကုန်ကျခံခဲ့ကြပါတယ်။သင်္ဘောစတင်ငုတ်ဆင်းပြီးတနာရီ45မိနစ်အကြာမှာပဲရေမျက်နှာပြင်ပေါ်က Polar Prince သင်္ဘောနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပါတယ်။သတ်မှတ်ထားတဲ့အချိန်မှာရေပေါ်ကိုပြန်တက်မလာတဲ့အတွက်ပျောက်ဆုံးကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။တိုင်တန်ပေါ်မှာအရေးပေါ်အောက်ဆီဂျင်400စာသာပါရှိရလို့ခန့်မှန်းထားတာကြောင့်ကဘာတဝမ်းကကယ်ဆယ်ရေးအဖွဲ့တွေဟာအချိန်နဲ့အမျှပြင်းပြင်းထန်ထန်ရှာဖွေခဲ့ကြပါတယ်။ဇွန်လ22ရက်နေ့မှာတော့တိုင်တန်နစ်သင်္ဘောပြည့်ရဲ့ဦးခေါင်းပိုင်းနဲ့မလန့်မကန့်မှာအပြက်အစီးအပိုင်းအစ9ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရတိုင်တန်ဟာရေအောက်အနက်ကြီးကိုရောက်ရှိသွားချိန်မှာအပြင်ဘက်ကမခံမရက်နိုင်လောက်အောင်ကြီးမားတဲ့ရေရဲ့ဖိအားကြောင့်အတွင်းဘက်သို့ပေါက်ကွဲခြင်းမှသွားခြင်းဖြစ်ခဲ့တယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဒီလိုပောက်ကွဲမှုမျိုးကအရန်ကိုမြန်ဆန်လွန်းတာကြောင့်အထဲမှာပါသွားတဲ့ခရီးသည်တွေဟာဘာဖြစ်သွားမှန်းသိလိုက်ရချိန်အောင်မရှိပဲချက်ချင်းသေဆုံးသွားခဲ့တယ်လို့ကျွမ်းကျင်သူတွေကပြောဆိုခဲ့ကြပါတယ်။ဒီဖြစ်ရပ်မတိုင်ခင်ကတည်းက Ocean Gate Company ရဲ့ဝန်ထမ်းဟောင်းတွေနဲ့တခြားရေငုပ်ကျွမ်းကျင်သူတွေကတိုင်တန်ရဲ့ Carbon Fiber ကိုယ်ထဲဒီဇိုင်းဟာအန္တရာယ်ရှိကြောင်းအချိန်ချင်းချက်ခါတလဲလဲငုပ်ဆေးမှုရဲ့ကြံကိုခံနိုင်ရရှိမှာမဟုတ်ကြောင်းအချိန်ချင်းသတိပေးခဲ့မှုပါတယ်။ဒီဖြစ်ရပ်ကနေသင်ခန်းစာရလိုက်တာကလုံခြုံရေးစံနှုန်းတွေနဲ့ကျွမ်းကျင်သူတွေရဲ့တတိပေးချက်တွေကိုလစ်လျူရှုလို့မရဘူးဆိုတာပါလူ9ယောက်အသက်ကိုကာကွယ်နိုင်ခဲ့ရတာနဲ့ဆုံးရှုံးလိုက်ရတဲ့ကြီးမားတဲ့သင်ခန်းစာတစ်ခုအဖြစ်သမိုင်းမှာမှတ်တမ်းဝင်သွားခဲ့ပါတယ်အခုလိုဗဟုသုတရဖွယ်အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သိလို့ရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်เนาะအဆုံးကြီးကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်